စိတ်ချိန်နဲ့စိတ်ကိုဘယ်လိုထားမလဲဆိုတာကြတော့ပရိစိတ်တာဖျားကုံတော်နဲ့ပရိစိတ်တယ်ဆိုရင်ဖျားကုံတော်ပေါ်မှာကိုစိတ်တဲ့ကုံတော်ပေါ်မှာစိတ်ရောက်ဖို့ကအရေးကြီးတယ်ပတိလုံးပေါ်မှာစိတ်ရောက်တာတော့သိပြီးတော့တန်ဖိုးမရှိဘူးပတိဆိုတာကိုဂုံတော်ပေါ်မှာစိတ်ရောက်တဲ့အချိန်ဘယ်လောက်ရှိသလဲဆိုတာမှတ်တမ်းတင်ဖို့သာပတိကိုအသုံးချတာဖြစ်တယ်ပတိလုံးပေါ်နဲ့အရေးအတွက်ပေါ်မှာစိတ်ရောက်တာတော့သိတန်ဖိုးမရှိဘူးဖျားရဲ့ခုံတော်ပေါ်မှာစိတ်ရောက်အောင်လုပ်ပြီးတော့ပရိစိတ်တဲ့နဲ့ပေါ့ပရိစိတ်ချိန်နဲ့စိတ်ကိုဘယ်လိုထားမလဲဆိုတာကြတော့ပရိစိတ်တာဖျားကုံတော်နဲ့ပရိစိတ်တယ်ဆိုရင်ဖျားကုံတော်ပေါ်မှာကိုစိတ်တဲ့ခုံတော်ပေါ်မှာစိတ်ရောက်ဖို့ကအရေးကြီးတယ်ပတိလုံးပေါ်မှာစိတ်ရောက်တာတော့သိပြီးတော့တန်ဖိုးမရှိဘူးပတိဆိုတာကိုခုံတော်ပေါ်မှာစိတ်ရောက်တဲ့အချိန်ဘယ်လောက်ရှိသလဲဆိုတာမှတ်တမ်းတင်ဖို့သာပတိကိုအသုံးချတာဖြစ်တယ်ပတိလုံးပေါ်နဲ့အရေးအတွက်ပေါ်မှာစိတ်ရောက်တာတော့သိတန်မိုးမရှိဘူးဖျားရဲ့ခုံတော်ပေါ်မှာစိတ်ရောက်အောင်လုပ်ပြီးတော့ပရိစိတ်တဲ့နဲ့ပေါ့